မလုပ်နိုင်နေနေဘာကြီးရှိတော့ကုန်ထုတ်တယ်ဟိုဘသူတွေတော့ရေဟုတ်တပြားလေလားဟိုကျမတို့ကဘာမှမရှိပါဘူးရှင်ဘာမှမလုပ်ပါနဲ့ရှင်ဘာမှမလုပ်နော်ယောက်ျားတပြားမှမပေးနိုင်ဟဲ့မရှိဘူးမကျေနိုင်နှိုက်ဟုတ်တယ်ကောခင်ဗျားပြဗီဒီယိုထဲမှာအော်ဒီပါမမြောက်လို့မတည်ဘူးငါလုံးလို့ပြေတော့အကုန်ပြုတ်ပြက်ကုန်ပါပြီလဲလိုက်ပါမိမရဲ့ဟိုမလဲရှင်ပစ္စည်းတွေကဝင်ပြီးပတ်စံပြန်ထွက်တာမဟုတ်ဘူးမလဲနောက်မှအေးနောက်မှနဲ့ငါလည်းဘောပွားကြီးတာရောက်တော့မင်းတို့မိမတွေကလေကြိတ်ရှိတော့တယ်ဘာလဲရှင်ကကြိတ်ရတော့တယ်ဆိုတာဝင်ပြီးပြန်မထွက်တာဟဲ့ပြန်မထွက်တာဟာမလုပ်နိုင်နေနေဘာကြီးရှိတော့ကုန်ထုတ်တယ်ဟိုဘသူတွေတော့ရေဟုတ်တပြားလေလားဟိုကျမတို့ကဘာမှမရှိပါဘူးရှင်ဘာမှမလုပ်ပါနဲ့ရှင်ဘာမှမနော်ယောက်ျားဟဲ့ဘာလို့မရှိရမှာလဲဟိုနေလောက်တဲ့ရွှေလေးရှိရလေခဏပြေးလိုက်ပါဟောဒီကောင်းနေတာတော့ရွှေလေးရှိတယ်တော့အဲ့ရွှေတွေလေဟိုတလုံးတော့ရွှေစည်းတော့ရောင်းလိုက်ပြီလေဒီမှာပြောနေတာတော့အဲ့ဒီရောင်းထားတဲ့ပတ်စံလေးရှိလေပြေးလိုက်ပါဟဲ့တမန်သူစီမှာပတ်စံလေးရှိတောင်းဟာပတ်စံလေးရှိတယ်ပဲနော်မပဲငါကြောက်ဟိုတမန်ရဲ့ဟိုပတ်စံနေလေဟိုငွေတော့ကြည့်လိုက်ပြီမရှိတော့ဟိုပြောနေနေဘာတွေပြောနေလဲစွန်းတာနေမှာပတ်စံနေတော့ရည်နေသေးတယ်လေပေးလိုက်ပါဟဲ့တမန်တောင်းဒီတိုင်းတောင်းလို့မရရိုက်နေပြီးတော့သူ့ကိုပဲတော့မခွင့်ပြုတယ်ပေါ့ဟေးငါမရရဲ့လို့သူ့ရိုက်ခိုင်းတာဩရေးတယ်မှာပါဟာမောင်မခွင့်ကျတော့မပြောက်ချင်မရှိဘူးလို့ဘာတွေပြောနေတာဟဲ့မဟုတ်ဘူးလေစွန်းတာနေဟိုဒီထဲကိုထည့်လိုက်တာလေဟဲ့သူ့ဒီထဲမှာကြီးတယ်နိုင်အေးနိုင်ဟဲ့ညနေအောင်သိချာကြီးဓမြတာတိုက်စားတာအဲ့ဒီအလုပ်ဘယ်တော့မှမလုပ်ဟုတ်လားရအောင်လုပ်ပြီဟဲ့ပိန်းတော့အဲ့ဒီအောင်ပိန်းတော့တပြားမှမပေးနိုင်ဟဲ့မရှိဘူးမကျေနိုင်နှိုက်ဟုတ်တယ်ကောင်းပါလိုက်တော့မနိုင်ဘူးမရရအောင်ငါတော့မှပဲခေါင်းရိုက်ခွဲပလိုက်ရမလားတက်ပလိုက်ရမလားတခါတည်းဟမ်မရတော့ဘူးဟဲ့မရလို့မရဘူးရတိုက်ချက်တက်ပလိုက်ပဲအဲ့မစပေးမရဘူးဟမ်မရတော့ဘူးနော်ညတော့ငါတမန်လာတိုင်းမှာတော့ရအောင်တော့မှာဟဲ့ပေးလို့ပြောနေတော့ငါဆရာဘာလေလို့ကျွန်တော်တကယ်မရတော့ဘူးမင်းဘာမရတာတော့ကျွန်တော်အိမ်နာတက်ချင်တယ်ဝမ်းပြုတ်နေရတယ်အေးဓမြတိုက်တဲ့နေရာလာဝင်ရှောင်းနေတယ်ဟဲ့အိမ်သားပဲနာမရှိအိမ်သားတော့ခေါင်းငန်းဆောက်မလားဗျာနောက်ခွေးမှာပေါ့ခင်ဗျာလေနောက်ခွေးပါဟိုရေလေးရောရေဘာဒီမှလည်းမသိဘူးတရားသွားလို့ရတော့တရားသွားပေါ့ပါရမလုံးနဲ့နော်ဟုတ်ပါဘူးဟဲ့ဓမြပိန်ချောတယ်နော်ကျေးဇူးမဒါတော့မတ်တက်ထားလို့ဟောရေးတယ်မှာပေါ့ကဲချောပါတယ်လို့ပြောနေတဲ့ဟာဝင်းတို့ထုတ်ပဲတော့ငါပြောနေတော့ငါဒေါသတော်တော်ထွက်လာပြီโอ้ဟဲ့ကောင်အင်းနာတဲ့ကောင်ဘုရားဒီမပြီးသေးဘူးလားဟိုစွဲချရရေးမရှိဘူးဆရာဟိုတော့ဆောက်ပါတော့ဟဲ့ဆွဲချစရာရေးမရှိလဲထားခဲ့လိုက်ကွာဒီကဟာဒီတက်ဆိုတာစင်းစရာရေးဖို့မရှိတာဆရာရဲ့တော့ဆောက်ပါတော့အိမ်ပဲကွာဟဲ့စေးမနေနဲ့လာခဲ့အာမဟုတ်သေးပါဘူးကွာအဲ့ဒီမှာတီရှူးလေးပါလေရှိမှာပေါ့ကွာတီရှူးနဲ့တော့ခဲ့တီရှူးလည်းမရှိဘူးဆရာဟာပလောင်းနေကွာဟဲ့တော့မနေနဲ့တော့လာခဲ့တော့အမြင်လားဒီမှာငါတယောက်တည်းဒီမှာတောက်ရတာခန့်နေတယ်အိမ်နာတကလည်းပြက်နေတယ်ဆရာရဲ့ဟဲ့မင်းတို့အိမ်ကလေတော်တော်ကိုလေစုပ်ပြတ်တာနဲ့ကြအိမ်နာတကားလည်းပွဲမရဘူးတဲ့ပွဲပဲလည်းရမရှိဘူးတဲ့ငါတို့ဝင်လာတော့တော့လေတကားကလန်မှုဖွင့်ရတာမလို့တော်တော်စုပ်ပြတ်တာနေတာပဲဟမ်အခုပဲဒီကောင်မကြီးကိုလဲခိုင်းနေတာနော်မလဲဘူးကြားလာပြီခင်ဗျားတို့အဲ့ကောင်မကြီးကိုလှုပ်ချင်တယ်လှုပ်သွားကြတော့ငါ့ကိုလာပြီးဆိုင်ပြီးသူလုံးမလုံးနဲ့သေသွားမယ်မလို့ဟဲ့ဖွင့်ပြီးထွက်လာကွာရအောင်ဖွင့်ထွက်လာခဲ့ဟုတ်ဆရာအိုးတောင်းဝင်ရတာတော့ဖက်လာညနေလားကိုဘလို့ကောင်မသိဘူးအိမ်နာလေးတခါတော့ဟဲ့ငါမျိုးနောက်ဆုံးမပြောတော့မယ်တိလားနင်ငါ့ကိုပတ်စံထုတ်ပြီးမှမထုတ်ဘူးတော့မနိုင်ဘူးမရှိဘူးအော်မပေးဘူးအေးနင်ပတ်စံမပေးရင်နင်ယောက်ျားငါလုံးကျမမှာသူတယောက်ပဲရှိလို့ပါကိုရဲဟိုကျမယောက်ျားတော့မလုပ်ပါနဲ့ယူပါဟင်ဒါပဲလားရှိသေးတယ်အော်ဟေးဘာတွေပြောနေတာတော့မရှိတော့ဘူးတက်နေဟဲ့သူ့မှာမမေးတော့ဘယ်တော့ခင်ဗျားပြဗီဒီယိုထဲမှာအော်ဒီမှာမမြောက်လို့မတည်ဘူးငါလုံးလို့ပြေတော့အကုန်ပြုတ်ပြက်ကုန်ပါပြီအေးလုံးလားစောက်ပြတ်တယ်နဲ့တွေ့မလားအဲ့မှာဒီမှာအော်မကြမ်းနဲ့အော်ဘာဟုတ်တော့လုံးသေးသွားမယ်နော်တောင်းဟဲ့ကိုဓမြရဲ့ဟိုလေဟိုကျမလေးဟိုအိမ်သားလေးကိုပြင်ကျင်တာလေဟိုအဲ့ဟာလေး9သိန်းလောက်လေးတော့ဟိုပြန်ထားခဲ့ပေးပါလားလို့ကိုတို့နောက်တစ်ခေါက်လာလဲဟိုတက်ရတာအပြင်ပြောင်းလို့လေကိုဓမြလာတိုက်ဘာလို့ပြရမှာဆရာပေးလိုက်ပါဆရာရဲ့အိမ်သားလေးက
ဘာလို့ပြရမလဲလို့ တော်အချင်းကြီးဆိုးရဲ့ဆရာရဲ့ကျွန်တော် အခုဆရာဟုတ်တယ်တော်တော်ကိုဆိုးနေတာ ဘာလို့ 9သိန်းလောက်ပါကိုရဲ့9သိန်းနဲ့ပါ ငါသိတော့ရတယ် ကိုပြင်းနေအခုဟိုကျမဆိုလေဒီကြွေပြားလေမကောင်းတော့ဘူးဟိုနေတိုင်းကိုတစ်နေ့15ခါလောက်ချော်လဲနေကျမကားတွေလဲနာလို့နိုးယောက်ျား9သိန်းလောက်လေးဟိုထပ်ပေးခဲ့ပါလားလို့အခု ဓမြလာတိုက်တာနော်အလူလာလောက်တာမဟုတ်ငါမပိတ် ဆရာ ပါလေ ပေးလိုက်ပါဆရာရဲ့ ပြရအောင်မလား အဲ့ဒီကျွေပြကျွန်တော်ခုနချော်လက်ခါးရအောင် ကျ လား မကိုနေတိုင်းပဲအဲ့ဒါကြောင့်မလို့ဆရာရဲ့ဟုတ် သူ့ကသူချော်လဲတာမဟုတ်ဘူး ဟုတ်ဘူးဆရာ တွေ့ပြားစင်မပြေ တော့ဆရာ ဟလား 9သိန်းနဲ့ပါအကိုရဲ့ဟုတ်ကျေးဇူးပါ ဓမြလာတိုက်တယ်ပြီးပြီမလား ဟိုဟာလေးပြီးရင်လေအကိုဟိုကျမလေးအိမ်သာတကားလေးဆိုလဲအိမ်သာတက်ရတာအဆင်မပြေတကားမကောင်းတော့ပြီးရေပိုက်ကြလဲအကုန်ပိတ်ဘေးစင်နေလဲပိတ်အကုန်လုံးကအဆင်မပြေတဲ့တော်တော်များနေတော့အကိုရဲ့ဟိုလိုလေးဟိုတမျိုးတော့မအောင်ဘူးကျမလေးဟိုဆဲတည်းလေး ဟာဓမြလာတိုက်နေတာနော် ဆရာ ဘာလို့ကွာ ပေးလိုက် အ ပါ ဆင် ဆ မ ရာ ပြေတော့ပြင်လို့ပါကို ကို ရဲ့ ထက်လည်းပေးဆရာတကယ်ရေလဲဆွဲမရဘူးတကားလည်းပွင့်မြကျွန်တော်ဒူးတွေတော့ပိုးလာတာဆရာ ဟိုလိုပါမဟုတ် တော်တော်စုပ်ပြတ်တဲ့နေတာ ဟိုလိုဆိုမတောင်းပါဘူးကိုရဲ့တကယ်ကိုအဆင်မပြေလို့ပါတော့ယောက်ျားပြောလာအောင်လေရှင်လဲ အော်မင်းပြောတော့ပထမတော့သူကမလဲချင်ဘူးဆို အခုလဲနေ အခုလဲနေတာအကိုတို့အကိုတို့နောက်ပိုင်းလာလက်အဆင်ပြေတယ်လေ ဟောဘလောက် 10သိန်း 10သိန်းတူပါဘူးနော်နင်တို့ရှိတာယူတဲ့တိုက်ထားတဲ့ပတ်စံကုန်ပြီ ဟိုကျေးဇူးပါအကိုရဲ့အကိုတို့နောက်ကျလဲလာအဆင်ပြေ ခဏနေပါဦးဗျာ ဟာကြံသေးလို့လဲကွာ ဟိုခင်ဗျားတို့ဟိုဝင်လာတော့ကလေဟိုတခါဒီတိုင်းဖွင့်လာတာ ဟာတော်တော်လေးကလန်းနေရတော့ အမှဓမြဆိုတာဗာပြောတော့လေးမလေးဖြတ်ပြီးဝင်လာတိတ်ခါရှိတာဗော ငါတို့ကတိတ်ခါ အေးအခုကျတော့ဒိတ်ဖွင့်လာတော့တိတ်ခါကြာတာဗောကျွန်တော်အဲ့တခါလေးလေကျွန်တော်ပြင်လိုက်ကျင်တာဗျဟိုဒီမှာဟို TV လေးကလည်းကွဲနေတာ ဗီဒီယိုတွေလည်းဗီဒီယိုတွေလည်းကွိုင်းနေအကိုရဲ့အဲ့လိုပြင်နေတာတွေကများနေအဲ့လိုမျိုး အဲ့လေးပြင်ရင်လို့ရှိရင်လေကျွန်တော်ဟိုပတ်စံလေး10သိန်းလောက်ပေးခဲ့တယ် ကျုံရင်လည်းတန်ဆက်မှလေး အေး တော့ ဗောအေး နော် ဗောအေးဗော ငါတမရလာတိုက်တာမင်းတို့ပြန်ပေးရဟေ့ ဆရာ ဟင်ဗာလေ စိုးစိုးကဘန်းထုတ်တာလေဆယ်သေးလေး ဟေ့ဘယ်သူကကြောက်ခိုင်းလို့လဲ ဘူးမဲ့ထလို့ပါဆရာပေးလိုက်ပါဆရာ ခါလေးပြင်လိုက်ခြင်းလို့ဗာလက်ဆံနဲ့ လက်ဆန်နဲ့ပြင်ဖို့ ဟုတ်ကဲ့ဟုတ်ကဲ့ ဟုတ်ပါ ဘယ်လောက်လို့လဲ 10သိန်းနဲ့ပါ 10သိန်း ဟုတ်ကဲ့ တိကြတယ်နော် ကွက်တီပဲဟုတ်ကဲ့ ငါထုတ်တာတော့ဘလို့သိလိုက်လည်းမသိဘူး ဟိုချီးတဲ့သဘောတော့ယောက်ျားရဲ့နောက်ကျုံရင်လည်းပြန်ပေးတယ်နော်အဲ့လိုမျိုး ကြောက်ရင် တော့နောက်တစ်ခါလာအဆင်ပြေတော့အိမ်သားပဲကောင်းကောင်းတက်လို့ရတယ် ဟုတ်ဟုတ် 10သိန်းနဲ့ရှိတယ်နော် ကျေးဇူးတင်လိုက်တာအကိုရဲ့ကျေးဇူးတင်လိုက်တာ အဆင်ပြေပြီနော် ဟုတ်ကဲ့ပြေပြီ ကျေးဇူးတင်လိုက်တာ နေဦးမင်းတို့ဒီတကားတွေဒီဘိုးတိုင်းတွေဒီဘေးစင်တွေပြင်มาမှတ်လား ဟုတ်လဲမအကုန်လဲမ အကုန်လဲမှာ ဟုတ်ဟုတ် ဘယ်မှာဝင်ပါလဲ ဘယ်မှာဝဲမှာ အဲ့ဒါတော့မသိသေး မ ဘူး သိသေး တုံးလိုက်တာ ဟုတ်ကဲ့ ငါဓမြလောက်တော့မလဲ ဟုတ် ဟေ့မင်းတို့အဲ့ဒီတကားတွေဘိုးတိုင်းတွေကြွေပြားတွေစိတ်ချယုံကြည်ရတဲ့စိတ်ဝင် trading ရှိ โอ้ တော့ကျင်နေတာဒိုးလည်းတော့ဟိုစော်ဘာကြီးကုန်းနဲ့လေယောက်ျားအဲ့မှာပဲဝယ်မှာနေအောင်တို့ဝယ်မှာတွေကအများကြီးနော်ယောက်ျားကြွေပြားတွေတကားတွေဆိုဟဲ့တို့ဟိုဒိုင်နာလေးတစ်စီးလောက်တော့ငှားပါမယ် ကားငါမှာဘောစိတ်ကားကားကလေးရှိပေးခဲ့ပါဦး ဟာဟေ့တော့လာရ ဟုတ်လေကားက ပါတော့မလို့နော်ရှင်နော်ဟမ် ဆက်သေးပါမယ် လောက်ချင်နေတာနော် မင်္ဂလာပါရှင်ကျမတို့ရဲ့စိန်ဝင်း trading မှာဆိုရင်နာရကတ်ကြမ်းခင်းကြွေပြားကြောက်ပြား site စုံ design စုံအမျိုးမျိုးပြီးတော့ SPC နဲ့ပါကေးအမျိုးမျိုးလည်းရရှိနိုင်မှာဖြစ်ပါတယ်ရှင် ကျွန်တော်တို့စိန်ဝင်း trading မှာစတီးတကား UPVC တကား MyST တကားအမျိုးမျိုးနဲ့ကျွေးပေးစဉ်စတီးပေးစဉ်အမျိုးမျိုးတို့လည်းရရှိနိုင်ပါတယ်ခင်ဗျာ ကျမတို့ရဲ့စိန်ဝင်း trading မှာဆိုရင်ရေချိုးခန်းသုံးပစ္စည်းများဖြစ်တဲ့ရေပန်းတို့ shower တို့ bucket တို့နောက်ပြီးတော့ရေချိုးခန်းသုံး man LED man ရေချိုးခန်းသုံး box space water heater boiler အမျိုးမျိုးလည်းရရှိမှာဖြစ်ပါတယ်ရှင် ကျွေးပကြီးကြောက်ပကြီးအမျိုးမျိုးကိုလည်းမိမိလိုချင်တဲ့ဒီဇိုင်းမိမိလိုချင်တဲ့ site တိုင်း order မှာလို့ရတယ် ပမာတိုင်းအိမ်သာဘိုးတိုင်းအိမ်သာအမျိုးမျိုးရရှိနိုင်မှာဖြစ်ပါတယ်ရှင်ဒီပမာတိုင်းရိုးရိုးတိုင်းဆိုရင်အနှိမ့်ရောအမြင့်ရောရရှိမှာဖြစ်ပါတယ်စိန်ဝင်း trading မှာဘိုးတိုင်းများရော design quality အရေးသွေး brand အမျိုးမျိုးကိုရောင်းချပေးပါတယ်ရှင်ဒါအပြင်စိန်ဝင်းရဲ့ကိုယ်ပိုင် brand ဖြစ်တဲ့ Hikari brand နဲ့လည်းထုတ်လို့ရောင်းချပေးပါတယ်ရှင်တနေရာထဲမှာအိမ်သုံးကုန်မှာပစ္စည်းများကိုစုံစုံလင်လင်လိုချင်တဲ့ဆိုရင်ဖြင့်စိန်ဝင်း trading ကိုသာရောက်လာခဲ့ပါခင်ဗျ